ကောင်းတကားထက်လူတိုင်းလဲဆွဲတာသူ့တော်ရောမြို့ပါဆိုသလိုလိုနှစ်သက်ကြတာမှန်သေးသကိုလိမ့်ဟာမပါရင်ထမင်းပွဲတဲ့ဘာလို့သိနေကြမှာပဲဆိုငပြည့်ကျိုးသူအကြောင်းပြောရင်အကောင်းတကားထက်လူတိုင်းလဲဆွဲတာသူ့တော်ရောမြို့ပါဆိုသလိုလိုနှစ်သက်ကြတာမှန်သေးသကိုလိမ့်ဟာမပါရင်ထမင်းပွဲတဲ့ဘာလို့သိနေကြမှာပဲဆိုငပြည့်ကျိုးအဖိုးကြီးအမေကြီးကြိုက်တယ်ငပြည့်ကျိုးခလေးနဲ့လူကြီးကြိုက်တယ်ငပြည့်ကျိုး